မင်္ဂလာပါရှင်မမိုးပါရှင်မမိုးကဒီတစ်ခေါက်ဗီဒီယိုထဲမှာလေးစိုက်ရင်ဆိုင်44ဥစ္စာလေးရှင်းပြပေးလို့ပါရှင်ဒါရင်ဆိုင်44ရနိုင်တဲ့အကြောင်းလေးပါဒီမှာရင်ဆိုင်44မမိုးဝေးရနေပြပေးမယ်နော်စိုက်ဘယ်လောက်ကြီးလဲဆိုတော့ပွားပွားရရနဲ့ဟုတ်ပါလေနော်ညဘဲဝေးအေးအပြင်သွားရင်ဝေးခီးသွားရင်ဝေးလုံးဝလှပတော့တင့်တော်တော့အရောင်ရလဲလှရမ်းတော့ရင်44ရတော့ဒီ42ကိုပြောခဲ့တယ်မျိုးဒီနန်းလေးမှာဖြတ်ဆက်လေးမပါဘူးသူကတော့ယူလေးပဲတော်တော်လေးကိုလာတယ်ကွန်လန်လေးနဲ့နောက်ပြီးသူမှလည်းအိတ်ထောင်လေးပါတယ်တော်တော်လေးလာတယ်သူလည်း1ဆက်ပဲရှင်ဒါရနေတဲ့ရောင်လေးပထမရောင်လေးပါဟုတ်နောက်ထပ်တစ်ရောင်ကြည့်လိုက်ပါဦးနောက်ထပ်တစ်ရောင်ဘယ်လောက်လာတော့လဲကြည့်လိုက်လာလဲကြည့်လိုက်ပါဦးနော်ဟုတ်မယ်နော်မဟုတ်ကပြပေးမယ်တော်တော်လေးကိုလှပါတယ်ရှင်ဒါတွေကရင်44တွေမှာတော့ဇာလေးတွေမပါဘူးပေါ့နော်ရင်40နဲ့ကဇာလေးတွေပါတယ်ဒီမဲ့သူ့ရဲ့အရောင်လေးတွေကြည့်လိုက်ပါဦးအရောင်လေးအားလုံးကလုံးဝကိုချစ်စရာကောင်းတော့ပဲကြည့်လိုက်ပါဦးနော်သူချုပ်ထားတဲ့ချုပ်ပုံလေးရဲ့ချုပ်ရုပ်ချုပ်သားတွေလည်းလုံးဝကိုခိုင်ခန့်မှုရှိပါတယ်မမိုးကအဲ့ဒါကိုတေချာရွေးချယ်ပြီးကမှပေါ့ဝယ်ယူပြီးတော့ပြန်ရောက်ပြီးတာဖြစ်ပါတယ်ဒီမဲ့အနေလေးတော်တော်လေးကိုလာတယ်နော်ဒါလေးတော်တော်လာတယ်နောက်ထပ်ရနိုင်တဲ့အရောင်လေးရှိသေးတယ်ဒီမှာဒီရောင်လေးတော်တော်လေးကိုလာတယ်ဒီလိုပုံစံတိုင်းမှာ114ရမယ်ရှင်ဒါကတော့ရင်44ရဲ့ဈေးနှုန်းလေးကတော့42နဲ့900กว่าပါတယ်အဲ့တော့ရင်44ကိုလိုချင်တယ်ဆိုလို့ရှင်တော့2500ကျပါမယ်ရှင်ရန်ကုန်ရောက်ငွေချိပါကျန်တဲ့မြို့နယ်တွေအကုန်လုံးအောင်ငွေကျူလွယ်လေးပါရှင်အားလုံးကျေးဇူးများတင်ပါတယ်ရှင်